Hello မင်္ဂလာပါဒီ project လေးကတော့ LMG Construction ဒီဆောက်လုပ်ရေး company ကနေပြီးတော့ကျွန်တော်တို့တာဝန်ယူတည်ဆောက်နေတဲ့တာဝန်ရတနာလမ်းထဲမှာရှိတဲ့project လေးပဲဖြစ်ပါတယ်ခင်ဗျဒီ site ထဲမှာဘာတွေလုပ်ဆောင်နေလဲကျွန်တော်အသေးစိတ်လိုက်ပြီးတော့ဘာတွေ PC နေလဲဆိုတာကိုအသေးစိတ်ပြီးတော့လည်းရှင်းပြပါကျွန်တော်ကတော့ဒီ project တာဝန်ခံ engineer ကိုနေလင်းထွန်းဖြစ်ပါတယ်ဒီမှာကျွန်တော်တို့ဒီ project ကရှိတစ်ခေါက်ကကျွန်တော်ပြောခဲ့သလိုပဲဒီ footing ရဲ့အမျိုးအစားက stripping footing အမျိုးအစားဖြစ်တယ်ဗျာ stripping footing အမျိုးအစားကမှ combine footing လုံးလည်းကျွန်တော်တို့ပါသေးတယ်footing site ကလည်းတစ်ခုနဲ့တစ်ခုကမတူဘူးဗျာ site ကကျွန်တော်အကြီးအသေးကွာတယ်အကြီးသေးကွာတဲ့နေရာမှာဒီကောင်သုံးတဲ့ဟောပေါ့လေသုံးတဲ့ဒီ footing ဒူးတွေကွာသွားတဲ့အခါမှာကျွန်တော်တို့ဒီပေါ့ဒါ extension line တွေပေါ့ဒါ extension line တွေလည်းကွာသွားမယ်ဗျာဒီကောင်ဆိုရင်ဒါဗာလဲဆို16 mm authentic အပုံဒါလုံးဝကျွန်တော်တို့ local တွေပါတယ်မတုံးတော့ဘူးဗျာ16 mm HRB 400ဒီ client နဲ့စာချုပ်ချုပ်ထားတဲ့အတိုင်းပဲကျွန်တော်တို့အပြည့်သုံးပေးထားပါတယ်ဒီကောင်ဆိုရင်ဘယ်နှလက်မှရှိလဲဆိုအောင်ဆိုမြင်ရတဲ့အတိုင်းပဲဒီကောင်ဆိုရင်ဒါ6လက်မှပေါ့နော်6လက်မှကိုမှအောက်က3လက်မှလွတ်မယ်အပေါ်မှာကာဘာ3လက်မှရှမ်းမယ်ဗျာပြီးတော့ကျွန်တော်တို့ဂျန်တဲ့ site အပြည့်ရအောင်ကျွန်တော်တို့ဒီကောင် development land extension land ကိုကျွန်တော်တို့ဝေးပေးထားတယ်အပုံမှန်ဆိုရင်တချို့တလေတွေကဒါလုံးတက်ကြတာပြောပြတာပေါ့နော်လုံးတက်ကြရှိတယ်ကျွန်တော်တူတူလေးပဲဒါ6လက်မှ5လက်မှလောက်ပဲကျွန်တော်တို့ကိုးတာရှိတယ်ပေါ့မြင်မှုတယ်ပေါ့ဗျာလုံးကြတယ်အဲ့လိုမျိုးလုံးကြအဲ့လိုဘာလို့လုံးလဲဆိုတော့ကျွန်တော်တို့ချီရတော့ရတာလွယ်သွားတယ်ဒီကောင်ဆိုခက်တယ်ဗျာဒီကောင်ဆိုဖူတင်ဆိုဟုတ်သေးတယ်ဒီ stripping တွေဆိုကျွန်တော်တို့ဘင်းပေါ်လန်ကြားတဲ့ထိုးရတာတော့နည်းနည်းခက်သွားပြီပေါ့အဲ့လိုမျိုးတွေရှိတယ်ဒါပေမဲ့ကျွန်တော်တို့ကဒီမှာအပြည့်ရအောင်ဒီကောင်တွေကအရေးကြီးတယ်ဗျာအဲကြောင့်မို့ကျွန်တော် view design တွေရှာလုပ်ပေးနေတယ်ဒီမှာဆိုလဲဒေရှာတန်ဆရာနဲ့ဒေရှာကိုပေးနေတယ်ပေါ့နော်အဲ့ဒါမျိုးရှိတယ်ကဲဒီမှာကကျွန်တော်ဖူတင်ချင်းနဲ့ရောက်နေတာဖြစ်တယ်ရှေ့ဘက်ကကျတော့ကျွန်တော်တို့တန်ဆင်နေပေါ့ဗျာဒီဘက်မှာတော့ကျွန်တော်တို့ကြည့်လိုက်ဒီနောက်တစ်ချမ်းဒါ stripping ရောဖူတင်ချင်းကိုကျွန်တော်လောင်းပြီးသွားပြီကျွန်တော်တစ်ပတ်နဲ့တစ်ပတ်ဒီလုပ်ငန်းစဉ်တွေ progress ဖြစ်နေဖို့တည်းအများနဲ့ကြိုးစားပြီးတော့လုပ်ကိုင်နေတယ်ဒီမှာဒီနေ့ဆိုရင်ဒါမနက်ကကျွန်တော် short call land short call land လောင်းလာတာဗျာ short call land လောင်းပြီးရင်ကျွန်တော်တို့ဒီမနက်ပြန်ကြာကျွန်တော်ပတ်လက် retaining wall တွေကျွန်တော်တို့စစီတော့မယ်အဲ့လိုမျိုးတွေလုပ်နေတယ်နောက်တစ်ချက်ဒီမှာcall land မှာဒီကောင်ကိုကျွန်တော်တို့စာပါဇက်လို့ခေါ်တာပေါ့နော်အရက်ခေါ်ပေါ့စာပါဇက်ဒီကောင်လေးဆိုရင်တိုင်းကြည့်3လက်မှပြည့်ရမယ်ဗျာဒါတော့အားလုံးဒါဆောက်လို့ဒီနယ်ပယ်ကလူအားလုံးဒီပါတော်တော်များသိကြပါတယ်ဒီကောင်က3လက်မှရှိတယ်အချို့တလေကတိုတိုလေးတွေရှိတယ်ဒါပြီးတော့ဒီကောင်45ဒီဂရီဒါမျိုး90ဒီဂရီဒါမျိုးအတဲ့တွေသွားတာရှိတယ်ဒါမျိုးသွားလို့မရဘူးဒီကောင်ကစာပါဇက်135ဒီဂရီကိုမှဒါမျိုး3လက်မှပြည့်မိအောင်ကျွန်တော်တို့လုပ်ပေးရတယ်ပေါ့ဗျာအဲ့လိုမျိုးဖြစ်မယ်ဒီမှာဆိုရင်ဒီကောင်ဒါ